ညနေခင်းမိုးတိတ်ပြီးမိုးကောင်တန်တွေတိတ်သွားခြင်းရွာပြင်လေကွင်းအစိုးမရက်တည်နေတဲ့အိမ်အိုကြီးတစ်လုံးရှိတယ်။အိမ်ကအလွန်ဟောင်းနေပြီးတစ်သားတကားတွေ6လေကွဲနေတယ်လို့မီးမလင်းတော့တဲ့ပတင်းပေါက်တွေကမျက်လုံးမရှိတဲ့လူအိုကြီးတယောက်လိုစူးစိုက်ကြည့်နေတာပဲ။အဲ့ဒီညရွာလူတွေအိတ်ခါနီးချိန်မှာအီဟူးဆိုတဲ့မိမငိုသားငိမ့်ငိမ့်ကလေထဲမှာပြန့်နှံ့လာတယ်။လူတိုင်းသိကြတယ်။အဲ့ဒီအိမ်အိုကြီးကနေငိုတန်းထွက်လာနေမနှက်ဖြန်ရွာထဲကတက်ရောက်တော့မသေးမချင်းနာမကျန်းဖြစ်တဲ့ဆိုတာကိုအောင်ဆိုတဲ့လူငယ်ကအဲ့ဒီညမှာမခံနိုင်တော့ဘူး။ကြောက်စရာတွေကအလွတ်တက်တက်ပဲဆိုပြီးမီးပုံမီးအလင်းတလုံးနဲ့အိမ်အိုကြီးကိုတက်ရောက်သေးသွားကြည့်လိုက်တယ်။အိမ်သားရောက်လာတဲ့အချိန်ငိုတန်းကပိုနီးလာတယ်။တကားရှိရောက်တဲ့အခါတကားဟောင်းကကိုယ်တိုင်ဖြည်းဖြည်းဖွင့်သွားတယ်။အိမ်အတွင်းကအေးလေထူးကကိုအောင်ရဲ့လေပင်ကိုဖတ်သွားသလိုခံစားရတယ်။နေရန်ပေါ်မှာလက်မကြီးကြီးအရိပ်တွေလှက်ရှားနေတယ်။အဲ့ဒီအချိန်ငိုတန်းကသူ့နောက်ဘက်ကထွက်လာတယ်။ကိုအောင်လှည့်ကြည့်လိုက်တဲ့အခါမျက်နှာမရှိတဲ့မိမတယောက်သပင်းရှိရှိနဲ့လက်မှာကလေးရုပ်အပြစ်တစ်ခုကင်ထားပြီးငါကလေးပြန်ပေးလို့တိတ်တိတ်လေးပြောလိုက်တယ်။ကိုအောင်ထပြေးဖို့စူးစမ်းပေမဲ့ချက်တော့တွေမလွတ်တော့ဘူး။အဲ့ဒီအချိန်မှာပဲမီးပုံမီးပြတ်သွားတယ်။အမောင်ထဲမှာကလေးရေတန်းထွက်လာတယ်။ဒါပေမဲ့အဲ့ဒီရေတန်းကပျော်ရွှင်တဲ့ရေတန်းမဟုတ်ဘူး။အရန်အေးစပ်ပြီးတွေးခဲစရာကောင်းတယ်။မနဲ့မိုးလင်းတဲ့အခါကိုအောင်ကိုဘယ်သူမှမတွေ့တော့ဘူး။ဒါပေမဲ့အဲ့ဒီနေ့ညမှာရွာထဲကလူတိုင်းတချင်လဲဖုံးနှလုံးကနေထလာတဲ့အတန်ကိုကြားလိုက်ရတယ်။အီဟူးပြီးတော့ရွာပြင်အိမ်အိုကြီးရဲ့ပတင်းပေါက်တစ်ခုပေါ်မှာကိုအောင်ရဲ့မျက်နှာအပြုံးကြီးတစ်ခုပြုံးပြီးအပြင်ကိုကြည့်နေတယ်။ဒါပေမဲ့သူ့မျက်လုံးတွေမရှိတော့